ဒီနေ့သင်ခန်းစာက Chinese grammar ရဲ့အခန်း18ပါသူခေါင်းစဉ်က3အားလုံးပဲပေါ့နော်အဲ့တော့ဒီမှာ3ဆိုလို့ရှိရင်သူ့ရဲ့အဓိပ္ပာယ်ကအားလုံးတိုင်းမှာလူတိုင်းနေတိုင်းဆိုလူတိုင်းအဲ့ဒါမျိုးပြောချင်တာပါသူ့မှာ grammar pattern 3မျိုးရှိပါတယ် subject ရဲ့3ရဲ့ verb phrase ရဲ့နောက်တစ်ခုက subject ရဲ့ပု3ရဲ့ verb phrase ရဲ့နောက်တစ်ခုက subject ရဲ့3ပုရဲ့ verb phrase ရဲ့ဆိုပြီးတော့3မျိုးရှိပါတယ်အဲ့တော့ဒီမှာဒီ3မျိုးကိုပြန်ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ပု3နဲ့တော့ပုရဲ့အသုံးလေးကတော့နည်းနည်းလေးရှုပ်ပါတယ်ကျန်တဲ့ဟာတော့ပုံမှန်အတိုင်းပေါ့နော်ပုံမှန်ပြောသွားပြရတာပါဒီမှာ subject ရဲ့3ရဲ့ verb phrase ရဲ့ကိုကြည့်ကြမယ်ပေါ့နော်我们都喜欢看电影我们ငါတို့တွေ都အားလုံးပဲဒီအရှိအဝမန်ကိုပြန်ပြီးတော့ညွှန်းလိုက်တာပေါ့喜欢ကကြိုက်ကြပါတယ်看电影喜欢看电影ဆိုတဲ့အဓိပ္ပာယ်ကရုပ်ရှင်ကြည့်ရတာကိုကြိုက်တာသူက verb phrase ဖြစ်တော့နောက်ဆုံးမှထားတယ်3ရဲ့နောက်မှာသူ့ကိုထားတယ်ပေါ့နော်ဒါပုံမှန်ပဲကျွန်တော်တို့အားလုံးရုပ်ရှင်ကြည့်ရတာကိုကြိုက်ကြပါတယ်နောက်နံပါတ်2ကကြတော့我的ငါရဲ့父母ဒီမှာဘာသာပြန်ရင်ငါရဲ့မိဘတွေငါရဲ့မိဘဆိုတော့မိဘက2ပါးပဲရှိတော့2ပါးကိုရည်ညွှန်းတာဖြစ်တယ်3က我的父母都是医生ဆရာဝန်တွေပါငါရဲ့မိဘ2ပါးလုံးကဆရာဝန်တွေဖြစ်တယ်ဆိုပြီးတော့အဓိပ္ပာယ်ရတယ်နံပါတ်3ကကြတော့这些菜都很好吃ဒီဟင်းပွဲတွေအားလုံးကတဲ့အားလုံးဆိုတော့ဒီ3ကဒီဟင်းပွဲတွေကိုရည်ညွှန်းလိုက်တာပါ很好吃အရင်ပဲစားလို့ကောင်းပါတယ်နံပါတ်4က大家都想去中国အကုန်လုံးပဲဒီ大家都ဒီ大家ကိုပြန်ရည်ညွှန်းလိုက်တာ3က想去ကျင်ကြပါတယ်သွားကျင်တာဖဲကိုလဲ中国တရုတ်ပြည်ကိုသွားကျင်ကြပါတယ်ဒီစာကြောင်းတွေအကုန်လုံးကပုံမှန် subject ရဲ့3ရဲ့ verb phrase ရဲ့ကိုသုံးပြီးတော့ရေးသွားတာပါဒါဆိုရင် grammar pattern နံပါတ်2က subject ပု3 verb အဲ့တော့我们ငါတို့တွေပုညင်းလိုက်တာပု3ဒီမှာဘာသာတိုက်ရိုက်မပြန်သေးပဲနဲ့ဒီတိုင်းထားခဲ့မယ်是美国人美国人က American လူမျိုးအဲ့တော့是ဖြစ်တဲ့ American လူမျိုး3ဆိုအားလုံးဒီငါတို့အားလုံးက American လူမျိုးဖြစ်တယ်ပေါ့နော်ဒီမှာပုကိုဘာသာမပြန်သေးပြီးတော့မှပုနဲ့တွဲပြီးရင်သူက dot လေးကိုထည့်ပြီးတော့ American လူမျိုး dot မဟုတ်ဘူးဆိုပြီးတော့ဘာသာပြန်ပေးရပါတယ်အဲ့တော့နံပါတ်2ကကြတော့日本ကဂျပန်人ကလူမျိုးပေါ့နော်ပုအားလုံးက3အဲ့တော့ပုကိုဖယ်ထားလိုက်အောင်မယ်3အားလုံးက喜欢ကြိုက်ပါတယ်吃စားရတာကို寿司ဆိုဆူရှီဂျပန်လူမျိုးအားလုံးကဆူရှီစားရတာကိုကြိုက်တာအဲ့မှာပုနဲ့တွဲပြီးတော့ dot မဟုတ်ဘူးဆိုပြီးတော့ဘာသာပြန်ပေးရပါတယ်အဲ့တော့ပထမဆုံးဒီလိုမျိုးပု3ကိုတွေ့ပြီဆိုရင်3နဲ့တွဲကလျက်ဟာကိုဘာသာအရင်ပြန်ပြီးတော့မှအငင်းကိုပြန်ထည့်ပေးရပါတယ်ပြောချင်တာဂျပန်လူမျိုးအားလုံးကဆူရှီကြိုက်ကြတာတော့မဟုတ်ဘူးတချို့ကလည်းကြိုက်တယ်တချို့ကလည်းမကြိုက်ဘူးပေါ့နော်အဲ့သဘောအတိတ်ပဲမျိုးကိုပြောချင်တဲ့အတွက်ဒီလိုသုံးရတာပါနံပါတ်3ကကျတော့这些衣服အဲ့တော့ဒီအင်ကြီးအားလုံးပေါ့နော်ဒီမှာ3အားလုံး很贵ဆိုဈေးကြီးပါတယ်အဲ့တော့ပုနဲ့တွဲတော့ဈေးကြီးတာတော့မဟုတ်ဘူးဒီအင်ကြီးအားလုံးဈေးကြီးတာတော့မဟုတ်ဘူးနံပါတ်4က他们ပု3သူတို့တွေပုကိုဖယ်ထားမယ်3အားလုံးပဲကြိုက်ခန့်ရှူအခုပဲစာဖတ်နေကြတာပေါ့နော်စာဖတ်နေကြတာတော့မဟုတ်ဘူးဒီကလူတွေဘယ်သူမှစာဖတ်နေရတာမဟုတ်ဘူးဆိုပြီးတော့ပြောချင်တဲ့အခါမှာအခုလိုမျိုးသုံးတယ်ပေါ့နော်ဒီမှာចောင်းသားတွေအားလုံးဖြစ်နေရเนาะသူ့ကိုပေါ့သူတို့အားလုံးဆိုပြီးတော့ပြင်လိုက်เนาะဒါဆိုရင်ဒီမှာနံပါတ်3က subject ရဲ့3ပုရဲ့ verb ရဲ့ဒါကတော့လွယ်တယ်ပုံမှန်ဘာသာပြန်သွားရုံပဲပေါ့နော်အဲ့တော့ဒီမှာဆိုရင်နံပါတ်1က我们都不认识他我们ငါတို့都အားလုံးပဲ不认识他ဆိုတာမသိဘူးသူတို့ကိုဘယ်သူမှမသိကြဘူးအဲ့တော့ဒီမှာ3ပုဆိုရင်တော့ပုံမှန်ဘာသာပြန်ပြီးညင်းလိုက်ရုံပဲပေါ့နော်အဲ့တော့ကျွန်တော်တို့သူ့ကိုဘယ်သူမှမသိဘူးဆိုတော့သိတဲ့သူကိုမရှိတာစောနာကပု3နဲ့တွဲမယ်ဆိုရင်တော့တယောက်တလေကတော့သိတယ်အခုက3ပုဆိုတော့အားလုံးကမသိဘူးဆိုတဲ့အဓိပ္ပာယ်တက်ရောက်သွားပါတယ်နံပါတ်2ကကြတော့猫和狗ကြောင်နဲ့ခွေးက3အားလုံးပဲဒီကြောင်နဲ့ခွေးကိုရည်ညွှန်းတယ်不吃မစားဘူး苹果ပန်းသီးကိုမစားကြပါဘူးနံပါတ်3ကကြတော့今天ဒီနေ့က我们都ငါတို့အားလုံးပဲ美ခုံကအားတာမိန်ဆိုတော့ဒီမှာပုနဲ့မသုံးเนาะခုံကြတော့မိန်နဲ့သုံးတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့အားလုံးမအားကြဘူးပေါ့နံပါတ်4ကကြတော့ကြက်လီတဲ့人ဒီမှာရှိတဲ့လူတွေပေါ့နော်တော့အားလုံးပဲပုဝိတ်မတက်ဘူးရှောဆိုတော့ပြောတာ
ကျုံးဝံဆိုတရုတ်စကားကိုမပြောတတ်ကြဘူးဒီကလူတွေအဲ့တော့ဘယ်သူမှမပြောတတ်တာပြောတတ်တဲ့လူလုံးဝမရှိဘူးပေါ့နော်ဒီမှာပုတော်နဲ့တွဲမယ်ဆိုရင်တော့ပြောတတ်တဲ့လူရှိရဆိုရင်အတိတ်ပဲပေါ့နော်အဲ့တော့ဒီမှာပုသုံးနဲ့တောပုနဲ့ကိုရှင်းအောင်ပြန်ပြီးတော့ပြပြပေးမယ်ပေါ့နော်ဒီမှာတော့စာကြောင်းအဓိပ္ပာယ်တူတဲ့စာကြောင်းနှစ်ခုပေါ့အဓိပ္ပာယ်တော့မတူဘူးဒါပေမဲ့စကားလုံးသုံးထားတွေတူတယ်ပုသုံးနဲ့တောပုနေရာလေးပဲကွာသွားမှာ A နဲ့ B ပေါ့အဲ့တော့ဒီမှာ他们သူတို့တွေပုအဲ့တော့ပုအရှိမတွေ့ပြီဆိုရင်ဘာသာတမ်းမပြန်နိုင်ဘူးတောအားလုံးပဲချွိ上班အလုတ်တက်တယ်အလုတ်သွားတယ်ပေါ့အဲ့တော့အလုတ်သွားကြတာအမှပုနဲ့တွဲပြီးတော့ရင်တော့မဟုတ်ဘူးသူတို့အားလုံးအလုတ်သွားကြတာတော့မဟုတ်ဘူးအဲ့တော့ဒါဒီပါပြောချင်တဲ့အဓိပ္ပာယ်ကတချို့ကသွားတာပေါ့နော်အဲ့အဓိပ္ပာယ်ကိုပြောချင်တာပါအဲ့တော့ B ဒီမှာကျတော့他们都သူတို့တွေအားလုံး不去上班အလုတ်မသွားကြဘူးအဲ့တော့သူတို့တွေဘယ်သူမှအလုပ်မသွားတာတယောက်မှမသွားတာကိုပြောချင်တာပါအဲ့တော့ပုသုံးနဲ့တောပုမှာတောကိုတွေ့ပြီးပုနဲ့တောနဲ့မှာပုကအရှိကိုတွေ့ပြီးဆိုလို့ရှိရင်တောနဲ့ဘာသာပြန်ပြီးတော့အငင်းဆိုပြီးတော့ပြောရတာပါတောပုကြတော့ပုံမှန်တိုင်းပဲအရှိရစကလုံး subject ကိုရည်ညွှန်းပြီးတော့အငင်းလုပ်လိုက်ရတာအဲ့သဘောလေးပဲပေါ့နော်ဒီဟာကဒီတိုင်းကြည့်လိုက်ရင်တော့ရှုပ်တော့ရှုပ်တယ်ဒါပေမဲ့ဘာသာပြန်ကြည့်ရင်တော့အရန်တော့မရှုပ်ဘူးပေါ့နော်အဲ့တော့ကိုယ်တိုင်းတခြားစာကြောင်းလေးတိဆောက်ကြည့်ကြပါအားလုံးကျေးဇူးပါနောက်ထပ်သင်ခန်းစာတစ်တွေကိုထပ်ပြီးတော့လေ့လာခြင်းဒီ channel လေးကို subscribe လုပ်သွားပေးဦးနော်